တယ်မှာကျူရဲဤဟခုနန်ဟန်ဝတဲ့နော်ခိုအဲဟွဲတို့စကူရာမို့မေဆူရာရှိတဲ့နော်မေဆူရာရှိဆိုတော့မှာနော်ဒီလိုမျိုးလုံဝမ်းဆောင်တာတွေဟာဆိုရင်အရန်ကိုစိတ်ရှုပ်ဖို့ကောင်းပေမဲ့လို့တဲ့ဒီနော်စကူရာပန်းနေဟာဆိုရင်အရေးကြီးတယ်လို့တွေးထင်နေတဲ့လူနော်ဟီတိုဗီတို့ဆိုတာတယောက်ချင်းစီထက်စားလို့ရှိရင်တနိုင်ငံလုံးอ่ะပေါ့နော်လှုပ်ဆောင်ဖို့လှုပ်ဆောင်မယ်ဆိုရင်ပေါ့နော်လှုပ်ဆောင်ပြီးတော့တဲ့နော်ဒီလှုပ်ဆောင်တဲ့နော်လှုပ်ဆောင်တဲ့အတွက်ကြောင့်ပဲဒီဆာကူရာရဲ့အပင်နေရာဆိုနှစ်တရာကျော်ထိအောင်ကျော်တာကတော့နော်ရှားပါပါတယ်တဲ့နော်သူ့ရဲ့တက်တန်းပုံမှန်ဆိုရင်ဒီတိုင်းပြစ်ထားမယ်ဆိုရင်ဝလာရှိတော့60နဲ့80လောက်ပဲဆိုရင်သူကတည်သွားတာပဲဖြစ်သွားတတ်တယ်ပေါ့နော်သူဆောက်ရှောက်မှုတွေလုပ်မယ်ဆိုတော့သူ့အပင်ရဲ့တက်တန်းကနှစ်တရာကျော်သွားတာတွေလည်းရှိတယ်ပေါ့နော်ရှိတယ်အဲ့မျိုးကတော့ရှားတယ်ပေါ့နော်အဲ့ရှားတယ်ဆိုတော့အမှနောက်ထပ်ဆက်ဖက်အောင်မယ်နော်ဆက်ဖက်ရအောင်မယ်ဖူရုခုဆိုပါလေဖူရုခုခါရတဲ့အမှဖူရုခုခါရအာရုစကူရာဝတဲ့ဒိုင်းကြီးနိစုတို့ဒါခေတဲ့နာကိုတဲ့အာဒရာရှိစကူရာဝတဲ့ဥအဲရုခုတိုမောရစကန်ဒါတဲ့နော်ဟိုအရင်တော့ရှိပြီးသားဆာကူရာပန်းနေဆာကူရာပင်းနေပဲအရေးကြီးတာပဲမဟုတ်ဘူးတဲ့နောက်ထပ်အစ်စ်ဆာကူရာပန်းတွေကိုလည်းစိုက်ပျိုးတွင်းကျဲစိုက်ပျိုးဟိုဒါတွေလည်းရှိပါတယ်တဲ့နော်အမအတရာရှိဤခိုအန်ရတဲ့ကခိုးကဒက်ခီရုတိုတဲ့ခနာရာဆိုဝါကဤဆာကူရာနော်ခေကဥအဲရာရဲရူတဲ့နော်ဒီပန်းချံတစ်တေးမှာတို့ចောင်းနေမှာလို့ဆိုရင်တော့เนาะတကယ်လို့ဒါကတက်နိုင်မယ်ဆိုဖြစ်နိုင်မယ်ဆိုရင်တော့မဖြစ်မနေဒီရဲ့ဆာကူရာပန်းအပင်အသေးလေးတွေကိုလည်းစိုက်ပျိုးဖို့လိုအပ်ပါတယ်စိုက်ပျိုးတင်တယ်ပေါ့နော်စိုက်ပျိုးဖို့လိုအပ်တယ်ဆိုတော့နောက်ထပ်ဆက်ဖက်လိုက်မယ်เนาะဆက်ဖက်လိုက်မယ်မြောက်ရှင်ရောက်သေးဘူးเนาะမတာတော့ဆိုဆက်ဖက်မယ်ဆိုတော့မှတဲကားတဲ့ခခရုတော့ဝခတ်တဲ့ဤတဲ့မို့တဲ့နိခွန်ချင်းဝနိခွန်ချင်းဝမြကြီးခါနာတော့ခိုးတော်နေတဲ့ဆာကူရာနော်ခိကအတ်တဲ့ဟိုရှိအုံမတဲ့ဥနော်ဒါတဲ့နော်လက်ဝင်နေဆိုရင်တော့ဝနားလည်းပြင်မဲ့လဲဂျပန်လူမျိုးတွေအားဆိုရင်တော့အနီးနားမှာရှိတဲ့နေရာတွေမှာတဲ့ဒီဆာကူရာပန်းတွေကိုရှိစေချင်တယ်လို့တွေးထင်နေတဲ့ပုံပဲတဲ့နော်အဲဆိုတော့ဒီမှာနောက်တစ်ကြောင်မကျန်တော့နော်အမနိဟွန်ချင်းနီတုတဲ့ခိုးရဟိုတို့တခုပဲစင်နာခီဝါတဲ့ဆာကူရာနော်ဟိုကာနေဝါတဲ့နိုင်တာတော့တဲ့နော်ဒီရဲ့ဂျပန်လူမျိုးတွေအတွက်ကတော့လေတဲ့ဒီဆာကူရာအပင်တွေတော့တမိုးထူးခြားတဲ့တမိုးထားရတဲ့အပင်တွေဟာတခြားမရှိပေဘူးမဟုတ်ဘူးလားတဲ့နော်မဟုတ်ဘူးလားဆိုတော့ဒါအဖေကတော့ဒါလေးပဲဖြစ်ပါတယ်နော်ဒါလေးပဲဆိုတော့ဝရရှိတို့ကအဖြစ်မှန်ကတော့စမ်းပန်ဖြစ်ပါတယ်နော်စမ်းပန်ကိုအရင်ဖတ်လိုက်မယ်ဆိုတော့တဲကဟန်ဝတဲကတဲ့ခက်တဲမနိဟွန်ချင်းဝဆာကူရာနော်ခီကိုတခုပဲစနီတိုင်းဆက်စနီစတဲဤရိုတဲ့လက်ဝင်တော်ကိုနော်လက်ဝင်ပြင်မယ်လို့လည်းဂျပန်လူမျိုးတွေကဆာကူရာပင်အားဆိုရင်တော့အထူးအပင်အနေနဲ့အလေးထားကြပါတယ်တဲ့နော်အချိပန်ဘာလို့မှားရလဲဆိုတော့ဒီမှာဆာကူရာဝတဲဟိုတဲ့ကခဲတဲမို့နာဂျူကိုရိုင်းတဲ့ခရဲတဲရှိမဦးတဲ့ဆောက်ရာပင်နေအားဆိုရင်လက်ဝင်တဲ့အတွက်ကြောင့်90ဝန်းကျင်လောက်မှာဆိုရင်တော့ညနေ6တွေ့သွားတယ်ဆိုတော့ဟုတ်လားမဟုတ်နော်နိဗ္ဗာန်ကြတော့အင်းမနိဗ္ဗာန်လေးကိုဝတ်တရှိဆက်ပြီးမှဖတ်ကြည့်မယ်နော်နိဗ္ဗာန်ကြတော့အီမာအရူလဆကူရာကတဲ့နော်ခရဲတာရနိဟွန်နီဝါတဲ့ဆကူရာကတဲ့နာခုနဲ့တဲ့ရှိမဦးတဲ့နော်အခုရှိနေတဲ့ဆာကူရာပန်းနေရဆိုရင်တော့ညိုနန်း6တွေ့သွားမယ်ဆိုရင်တော့ဒီဂျပန်မှာဆာကူရာပန်းနေရမရှိတော့ဘူးဖြစ်သွားမယ်ဆိုတော့ဟုတ်လားမဟုတ်ဘူးနော်အဖြစ်မှန်းတော့ဝရရှိတော့စမ်းပန်နော်စမ်းပန်လေးကိုဝရရှိပြန်မှဖတ်ပြမယ်နော်စိုးတော့ဗီဒီယိုရိုက်တာတိတ်ပြီးမှမပါသွားဘူးနော်တိတ်မပါသွားရဖြစ်တဲ့အတွက်ကြောင့်အခုဝရရှိပြန်မှဖတ်ပြပါမယ်စမ်းပန်ပါလဲဆိုတော့မှတဲကတဲ့ခက်တဲမိုနိဟွန်ချင်းဝဆာကူရာနော်ခီကိုတခုပဲစင်နီတိုင်းဆက်စင်နိစတဲရူတဲ့နော်လက်ဝင်ပေမဲ့လို့လေဒီရဲ့ဆာကူရာပန်းတွေကိုထိမ့်ရတာပြီးဆောက်ရတာလက်ဝင်ပေမဲ့လို့လေဂျပန်လူမျိုးတွေကဆိုရင်နေတဲ့
ဒီကဆာကူရာအပင်ပေါ့နော်ဆာကူရာချယ်ရီပင်တွေကိုသူတို့ကနော်အထူးအနေနဲ့အလေးထားကြတဲ့အတွက်ကြောင့်မှဖြစ်ပါတယ်ဆိုတော့ဟုတ်တယ်နော်ဒါအဖေမှန်ကစမ်းမှန်ဖြစ်ပါတယ်ကဲရုံးပန်ကိုဆက်ပြီးမှဖတ်လိုက်ပါမယ်နော်ဆာကူရာဝိုးတဲ့နာဂအိခိဆဆယ်လူတမဲနေဝါတဲ့ဟာနာဘီရာရတဲ့ဟာကိုစိုးကြည့်ရှင်းနာခဲတဲ့ပါနာရနိုင်တဲ့နော်ဒီကဆာကူရာအပင်နေအသက်ရှင်ဖို့အတွက်နော်အသက်ရှင်ဖို့အတွက်ကဆိုရင်ဒီပန်းနေတဲ့အတွက်ပွင့်ချက်တွေတို့သူ့အရွက်တွေတို့တန့်ရှင်အရွက်တွေကိုတဲ့တန့်ရှင်မလုပ်လို့မရဘူးတဲ့ဟုတ်လားမဟုတ်ဘူးနော်အဖေမှန်ကအစမ်းမှန်မှန်ဖြစ်ပါတယ်ဝရရှိကဒီတုတ်ကိုင်းလေးကိုပြန်ဖက်ရင်းနဲ့ပြန်လဲ sharing လုပ်ပေးထားတာဖြစ်တဲ့အတွက်ကြောင့်အလွယ်ချက်တွေအများကြီးရှိဦးမှာပါကျေးဇူးပြုနားထောင်ပေးပါအောင်နော်ဆိုင်ကောင်မတဲ့ခီတဲ့အာရီဂါတိုဆိုင်မတ်တာမင်းနာဆန်ကမ်ပတ်တဲ့နဲ့じゃあまたねバイバイ